Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပဇွန်ထုပ်စီပြန်ဟင်းလေးချက်ဖြစ်ပါတယ်လို့နော်ဒီထဲမှာကျမကကလေးတွေအတွက်အဓိကထားပြီးချက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တခြားပေါ့နော်ခရမ်းချင်သီးတို့ပါတော့မထည့်ဘဲနဲ့ကျက်သွန်ဖြူစားစနွမ်းလောက်ပဲသုံးပြီးတော့မှချက်ထားတာလေးပါပဇွန်ကိုကြတော့ကျမ Costco ကနေပြီးတော့မှဝယ်ပါတယ်ခေါင်းပါတာလေးတွေဝယ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီခေါင်းရဲ့ပေါ့နော်ဒီပဇွန်ရဲ့အစီတွေကိုပဇွန်အစီလေးတွေကိုလိုချင်လို့ခေါင်းပါတာလေးကိုဝယ်ခဲ့တာဖြစ်ပါတယ်လို့ဒါလေးကိုကျမနှစ်ထုပ်ပေါ့နော်နှစ်ထုပ်သုံးပါတယ်တစ်ထုပ်ကိုအကောင်ရေအားဖြင့်ဆိုလို့ရှိရင်အကောင်40ကိုအကောင်50လောက်ပါတယ်ပေါ့နော်ဆိုတော့ဒါလေးတွေကိုကျမခေါင်းကိုဒီတိုင်းပဲထားမယ်ဒီဖေချာလေးတန့်စင်အောင်ဆေးပြီးတော့မှအမွှေးမြင်လေးတွေဒီမှာကတ်ကြီးလေးနဲ့ဖြတ်ထားလိုက်ပါတယ်ပြီးလို့ရှိရင်ရေနဲ့2ခေါက်3ခေါက်လောက်ထပ်ပြီးတော့ဆေးပါတယ်ရေနဲ့ဆေးပြီးလို့ရှိရင်ဒီမှာဒီအခွန်နှွားတယ်ပေါ့နော်အခွန်ခွာပြီးတော့အခွန်ကိုခုလိုလေးခွာပြီးတော့မှအထက်ကဒီအမြင်ကလေးပေါ့နော်အညစ်အကြေးမြင်ကလေးကိုဓာတ်နဲ့ထုတ်လိုက်ပါတယ်ဒီအာရှမားကတ်တွေမှာရှိတဲ့ပဇွန်လေးတွေကိုကြာတော့ပေါ့နော်ကျမရင်ကဝယ်ဖြစ်တယ်ဒါမဲ့လို့သူက dice ဆော်နေတယ်ပေါ့နော်ဒါမဲ့ဒီ Costco ကလောက်ထားတဲ့ဒီပဇွန်ကကြတော့သူက dice ဆော်မနေဘူးနောက်ပြီးလို့ရှိရင်များသောအားဖြင့်ဒီအမွှေးအမြင်တွေအကုန်လုံးသူတို့ကတော့တန့်စင်ပေးထားပြီးသားပေါ့နော်တမြင်တော့ပါလာတယ်ဒါလေးကိုကျမကတ်ကြီးနဲ့ဖြတ်ထုတ်လိုက်ပါတယ်လို့ပြီးလို့ရှိရင်ဒီခွန်းခွာပြီးလို့ရှိရင်ပေါ့နော်အခွန်းတော့ပြီးရင်ဒီအလဲရညစ်ကြေးလေးတွေကိုဒီလိုဒါလေးနဲ့ထုတ်လိုက်ပါတယ်ပြီးလို့ရှိရင်ကျမစားစနွေးလေးနဲ့ပေါ့နော်နေပါတယ်စားစနွေးလေးတွေနဲ့နှံ့အောင်ဒီလိုတစ်ထပ်ပေါ့နော်အဲ့လိုလေးနေတယ်နေပြီးလို့ရှိရင်ခဏတိတ်ထားလိုက်ပါတယ်လို့အဲ့ဒီချိန်မှာလိုအပ်တဲ့ပေါ့နော်ဒီကျက်သွန်ဖြူတွေကိုကျွန်မကြိုတင်ပြီးတော့မှပြင်ဆင်ထားလိုက်ပါတယ်ပြီးလို့ရှိရင်တော့ဒီမှာလက်အိတ်ကလေးနဲ့ပေါ့နော်ဒီလိုနှံ့အောင်လို့နေထားလိုက်ပါတယ်ကျမကတော့ဒီကျက်သွန်အလုံးကြီးပေါ့နော်ဦး3ဦးလောက်ကျမသုံးပါတယ်လို့ကျက်သွန်လေးတဲ့ချိန်မှာမျက်စိဒီဘေးစင်ကဝါးသားလေးကိုပေါ့နော်ဖွင့်ထားလိုက်ပါဒါဆိုလို့ရှိရင်မျက်စိဆက်တာတက်တာပါတယ်လို့နော်ကဲစီပူလာပြီဆိုလို့ရှိရင်တော့ဒီကျက်သွန်ခုနလေးထားတာလေးတွေကိုထည့်ပါမယ်ထည့်ပြီးလို့ရှိရင်နှံ့အောင်ပေါ့နော်ခုလိုမွေးလိုက်ပါမယ်မွေးပြီးလို့ရှိရင်ခုနစားစနွဲနဲ့ထားတဲ့အတွက်ကြောင့်မလို့အခုချိန်မှာဒီအယောင်တင်နဲ့စနွဲမုတ်ကိုနည်းနည်းလေး short ထည့်မယ်ပေါ့နော်ကျက်သွန်ဖြူလည်းတခါတည်းထည့်ထားလိုက်ပါတယ်ပြီးလို့ရှိရင်ခုနကစားစနွဲနဲ့ထားတဲ့ပဇွန်ထုပ်လေးတွေကိုဒီထဲမှာဒီလိုထည့်လိုက်ပါတယ်ခုလိုစီပြန်လေးဖြစ်လာပြီဆိုလို့ရှိရင်တော့ချလို့ရပြီပေါ့နော်ခုလိုနည်းနည်းလေးစီလေးပြန်လာတာကိုစောင့်ပြီးတော့မှပြီးလို့ရှိရင်ချလိုက်ပါတယ်ကျမကလေးတွေကတော့ဒါလေးကိုထမင်းဖြူပူလေးနဲ့ပေါ့နော်နယ်စားပြီးတော့မှဒီပဇွန်အသားလေးတွေကိုကြာတော့ကတ်ကြီးလေးနဲ့ညှက်ပြီးတော့မှကျွေးရင်အရန်ကိုကြိုက်ပါတယ်ဒါလေးကတော့ကျမတို့စားဖို့ပေါ့နော်နန်ပင်လေးအုပ်ပါတယ်ကလေးတွေကတော့သူတို့မကြိုက်တဲ့အတွက်နောက်မှာပေါ့နော်အိုးထဲမှာမအုပ်ပဲနဲ့ဒီကိုစားမဲ့ပကံထဲမှာပဲနန်ပင်လေးအုပ်ဖြစ်တာဖြစ်ပါတယ်အရန်ကိုထမင်းမြင်စေပါတယ်မိတ်ဆွေလေးလှူစားကြည့်လိုက်ပါဒီဗီဒီယိုလေးကိုခုထိကြည့်ပေးတဲ့သူအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်